အန်တီအမှုပညာအကြောင်းလေးကိုအားလုံးသိခွင့်ရတဲ့အတွက်ကြောင့်မမကျေးဇူးအများကြီးတင်ပါတယ်အန်တီအမေကလည်းကျေးဇူးတင်လိုက်တာသမီးရဲ့တကယ်ပါအမေရဲ့ဖုံးနေတဲ့အမှုပညာလေးကိုအခုသမီးကိုတရားမီဖွင့်ပြောရတဲ့အတွက်သမီးပေါ်ပြရတဲ့အတွက်အမေကအများကြီးဝင်တာဟုတ်ကဲ့ပါမမလည်းအန်တီကိုကျေးဇူးအများကြီးတင်ပါတယ်အန်တီရဲ့ဘာဖြတ်သန်းလာတဲ့အမှုပညာလမ်းကြောင်းတော်ကျန်းလန်းပါတယ်ဟုတ်ကဲ့ပါဘကား3ခါမှောက်ပြီးပြီမသေးလို့လားသမော2ခါနစ်ဘူးလေဟုတ်မသေးခဲ့ဟုတ်ကဲ့အဲ့ဒီကြော်ဖြတ်ခဲ့ရတာနော်အန်ဒီရည်ကြတော့အမှုပညာကြီးလို့တော့လွယ်တာနော်ဘိုးတော်ကတားကြမ်းတမ်းခဲ့တယ်ဆိုတဲ့အကြောင်းပြောချင်တာပါဟုတ်ကဲ့ပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂျားတွေကလူကြီးတွေဂျားတွေကနေပညာကိုရအောင်ယူရတယ်ကိုယ်လူရှင်လုံးလို့မတတ်မှတ်ခင်မှာတတ်မှန်အောင်ဘယ်လိုကြိုးစားရတယ်ဟုတ်ကဲ့ပါရှင်အဲ့ဒါကိုဆရာသမားတွေကဟဲ့မင်းမကနေဘူးတော်ပေးတာလေးကြည့်ဦးဟုတ်ကဲ့ဆရာတွေကိုပြောပြဆရာကျွန်တော်ဒီပြလုံးရပါပြီဆရာရဲ့ကျွန်တော်နောက်ပွဲကြကပေးတယ်ဆရာဟာမကနေဘူးအဲ့တော့ကိုကချင်တာဘုကကြီးဖင်္ဂါကျိုးလေဟုတ်ကဲ့ပါကမှာဘိုးလေးဖျားပွဲဟုတ်ဟာဒီဒုက္ခရေးတဲ့တရားကိုလည်းပြုတ်ကြတာမသိဘူးကိုတယောက်တည်းတည်းဟိုဘက်ကြည့်တော့ကန်းဝေးဒီဘက်ကြည့်တော့ကန်းဝေးအဲ့တော့ကိုတတိတစ်ချက်ပေါ့လေဟာငါကူရင်တော့သိမှာငါကူလို့မဖြစ်ဘူးငါတို့ကိုဖို့မှာပဲဆိုဟာကြောက်လန့်တယ်ဗောသမီးရဲ့ကိုရေးတယ်မှာကိုဟော်လေးတွေဆုံးနေတာပဲခွေးကူတွေဝက်ကူတွေဖားကူတွေဆုံးနေတာပဲကြောက်လန့်ကူတာပေါ့ရေစုံညှို့လိုက်သွားတော့လေခွေးတဖြည်းဖြည်းနဲ့ရေစုံကနေစင်ကျူတော်ရိုးလေးရောက်သွားတာမှာကျူတော်ရိုးလေးရောက်သွားတာဦးတယ်နော်ခရောပါသူရဲ့အောက်မှာဘာမှမရှိတော့ဝိစားလည်းပလာချင်းရေထဲမှာပါသွားတယ်အဲ့တော့ကိုကပေဝါယူပါဖို့တဲလေးတဲတွေ့တဲလေးလို့ကိုကလမ်းအဲ့တော့ကိုတုံးလုံးနေပေါ့လေချမ်းလေချမ်းတော့အဲ့တဲလေးကိုအကူကြီးတောင်းတော့တဲလေးလည်းမယား2ယောက်ရှိတယ်တရေဆိုပြီးထွက်ပြီးလို့မဟုတ်ပါဘူးတရေမဟုတ်ပါလူပါလူစစ်ပါအော်ပြောတာအဲ့တော့မှသူတို့ကပစိုးတွေအင်ကြီးတွေကိုဆင်ပေးပြီးကျွန်တော်ရည်ထဲကြားခဲ့လို့ပါကျွန်တော်ဇတ်ထေရပါဗဏ္ဍာကြည်လင်ဇက်ကပါပြီးရှင်တော်ပါဆိုအဲ့ပြောတော့မှအဲ့ဒီမယား2ယောက်ကကံကောင်းလို့မသေးတာဘောဘုလို့ကလည်းအဲ့ဒီညစ်တဲ့ကြားတယ်လို့သေးတာများတယ်ကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်သိပြီးလို့ထားတာပါဗျာအန်ဒီရုပ်ရှင်လောကထဲမှာအန်ဒီရဲ့ idol ဆိုတာရှိမှာမသိအန်ဒီလေးစားပြီးတော့အားကြခဲ့ရတဲ့အမှုပညာရှင်ပေါ့ဒေါ်မြင့်မြင့်ခင်းလို့ဟုတ်ကဲ့ကြီးသေးဆိုအမေမျက်ခုံးမွေးဆွဲတာသာသင်ပေးတာဟုတ်ကဲ့ပါဒါပဲပြောကျေးဇူးရှင်ပေါ့နော်ဟုတ်ကဲ့ရှင်ကြီးသေးနဲ့လေးစုမှာရိုက်တာမျက်ခုံးကကိုကမဆွဲတတ်တော့ဆိုတာဟဲ့ဒီကောင်မလေးလာတာနင့်မျက်ခုံးမွေးရမထအောင်ဒီလိုဆွဲရတယ်ဆိုသူကဆွဲပြဟုတ်ကဲ့အဲ့ဒါလည်းကျေးဇူးရှင်ပါပဲမြင်စရာတင်စရာပေါ့နော်အဲ့တော့သူ့လေကိုကကြိုက်ခဲ့တယ်ကြီးလေးမူတာပြောတာဆိုတာကြိုက်ခဲ့တယ်တင်းမှုဟုတ်ကဲ့ရှင်ဘယ်ကမှလည်းမသိဘူးတင်းမှုတော့မရှိတော့ဘူးပေါ့အဲ့ဒီမှာစစ်လက်တောက်တဲ့အခါလက်ဘူးတင်းမှုလို့ပေါ့ဟိုတောက်နိုင်အောင်လို့ကြိုးစားအဲ့ဒါလည်းမြင်စရာပဲပေါ့ဟုတ်ကဲ့ရှင်အဲ့တော့တင်းမှုချစ်ကြောက်ယူသေးပါကြီးသေးလေဒီလိုပါပဲဟုတ်ကဲ့ပါနောက်အမေနဲ့ရိုးရကတဲ့နေရာမှာသူကဖေကသူရိုးရကရင်ဖေကနောက်ကဒေါင်းလောင်ကြီးကိုလိုက်ကင်ပေးရတယ်နည်းနည်းအဖေကလိုက်ကင်ပေးရတဲ့အတွက်သူအမေများအဖွဲတဲ့ကိုပြန်ဝင်တော့ဟဲ့သမီးလာအောင်ညီရိုးရကမလားအမေရဲ့အခုချိန်ကျမှတော့ရိုးရလည်းမကနိုင်ဘူးအသက်လည်းကြီးပြီလေ35နှစ်ဆိုတော့တဲ့လည်းကြီးမကနိုင်တော့ပါဘူးလေအေးညီအဖေလေးငါကရင်အနောက်ကထောင်းအောင်ကြီးလိုက်ကင်ပေးရတာအဲဆိုတော့သူ့ကိုချစ်တယ်ကြံတဲ့လူတွေရောမချစ်ဘူးလားချစ်တယ်ရုပ်ရှင်သဘင်ဂီတမိသားစုစကားဝိုင်းလေးကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ချစ်ပရိသတ်တွေအားလုံးကိုမမကကျေးဇူးထူးပဲသိရှိပါတယ်ချစ်ပရိသတ်တွေအားလုံးပဲစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှဖျားရောဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေလို့မမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးမင်္ဂလာပါ